ကျွန်တော်တို့ရဲ့ဝိပုကူဝယ်ခြင်းတွေဘာကြောင့်ရာမတင်ဖြစ်နေရတာလဲယေရမိနဂတိကျမ်းခန်းကြီး9ထဲမှာအပြည့်ပေးထားပါတယ်မင်္ဂလာနနက်ခင်ပါဂျေဇုဂရုဏာမေတ္တာတော်နဲ့ငြိမ်သက်ခြင်းလွှမ်းခြုံရာတနေ့တာဖြစ်ကြပါစေနေ့စဉ်ဝိပုခြင်းလင်းပြမတ်လ29ရက်တောက်ကြနေ့2026ရစ်ပူဇော်ခြင်းထက်နားထောင်ခြင်းကိုအလိုရှိ၏အဓိကချက်ယေရမိနဂတိကျမ်းမှာခွန်အားစရာများအပိုင်း21ဖက်ရန်ကျမ်းချက်ယေရမိနဂတိကျမ်းခန်းကြီး9ခန်းငယ်21မှ28ဣသရေလမျိုး၏ဖျားသခင်ကောင်းကင်ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်ကားသင်တို့မိရှုရာရစ်များကိုအခြားသောရစ်များနှင့်တူထား၍အမဲသားကိုစားကြလော့အကြောင်းမူကားသင်တို့ဘိုးဘေးများကိုအေဂုတ္တုပြည်မှငါနှုတ်ဆောင်သောအခါမိရှုရာရစ်အစရှိသောရစ်များအတွက်သူတို့ကိုငါမှာထားသည်မဟုတ်ငါမှာထားသောယာဟုမူကားငါစကားကိုနားထောင်ကြလော့တို့ပြုလျင်ငါသည်သင်တို့၏ဖျားသခင်ဖြစ်မည်သင်တို့သည်လည်းငါ၏လူမျိုးဖြစ်ကြလိမ့်မည်သင်တို့သည်ကိုယ်အကျိုးကိုစောင့်လိုသောငါစီရင်သမျှသောတရားလမ်းသို့လိုက်ရကြမည်ဟုမှာထား၏တို့ရာတွင်သူတို့သည်နားမထောင်နားကိုမလှဲ့ပဲစိုးညစ်သောနှလုံးခိုင်မာသည်နှင့်ညီကျင့်ကြံပြုမှု၍မျက်နာမပြုကြောခိုင်းလျက်နေကြ၏သင်တို့ဘများသည်အေဂုတ္တုပြည်ကထွက်သွားသောနေ့မှစ၍ယနေ့တိုင်အောင်ငါသည်နေ့တိုင်းစောစောထား၍ငါ၏ကျွန်ပရောဖက်အပေါင်းတို့ကိုသင်တို့ရှိရာသို့အထက်ထက်ဆေလွတ်တော်လေသင်တို့သည်ငါစကားကိုနားမထောင်မနာမယူဘဲနေ၍မိတို့လက်ပင်ကိုခိုင်မာစေသဖြင့်အဘများထက်သာ၍စိုးသွမ်းကြ၏သင်သည်ဤစကားအလုံးစုံကိုသူတို့အားပြောတော်လေသူတို့သည်နားမထောင်ကြခေါ်တော်လဲမထူးကြတို့ဖြစ်၍သင်ကလည်းဤလူမျိုးသည်မိမိတို့ဖျားသခင်ထာဝရဘုရား၏စကားတော်ကိုနားမထောင်ဆုံးမ၍မနိုင်သောအမျိုးဖြစ်၏သစ္စာစကားကိုမပြောသစ္စာပြတ်သောအမျိုးဖြစ်သည်ဟုသူတို့အားပြောဆိုရမည်ဓမ္မရာဇဝင်ပထမဆောင်ခန်းကြီး15ခန်းငယ်20လူတော်တို့လိုက်ခြင်းသည်ရစ်မျိုးထက်သာ၍ကောင်း၏နားထောင်ခြင်းသည်တိုးထီးစီဦးထက်သာ၍ကောင်း၏ယေရမိသည်ဒီစကားတွေကိုဗိမာန်တော်ရှေ့မှယူဒပြည်သူတွေကိုပြောနေတာဖြစ်တယ်ခန်းငယ်21နဲ့22မှာဘုရားသခင်ကသင်တို့ရဲ့မိရှုရာရစ်တွေကိုအခြားရစ်တွေနဲ့ရောပြီးတော့မှအသားကိုပဲစားကြတော့လို့ဆိုပါတယ်ဆိုလိုတာကမင်းတို့ရဲ့ရစ်ပူဇော်ခြင်းတွေဟာငါ့အတွက်ဘာမှအဓိပ္ပာယ်မရှိဘူးမင်းတို့ရဲ့တာမန်နေ့စဉ်အစားအသောက်ဝိုင်းတစ်ဝိုင်းလိုပဲဖြစ်နေပြီလို့ပြောလိုက်ခြင်းဖြစ်ပါတယ်ဘုရားသခင်ကဣသရေလလူမျိုးတွေကိုအေဂုတ္တုပြည်ကနေကယ်ထုတ်လာတော့ကအဓိကတောင်းဆိုခဲ့တာကရစ်ပူဇော်ဖို့မဟုတ်ဘူးငယ်30နှစ်မှာတွေ့ရသလိုငါစကားကိုနားထောင်လို့ဆိုတဲ့နာခံခြင်းကိုပဲတောင်းဆိုခဲ့တာဖြစ်ပါတယ်ကျွန်တော်ဘာသာရေးလှုပ်ဆောင်ချက်တွေဘုရားကျောင်းမှာတက်တာအလူပေးတာကျမ်းစာဖတ်တာတွေကိုအလေးထားရပဲလုပ်နေပြီးတော့မှဘုရားသခင်ရဲ့စကားတော်အတိုင်းလက်တွေ့အသက်ရှင်နာခံလိုက်လျှောက်ဖို့မိလျော့နေတတ်ကြတယ်ဘုရားသခင်လိုရှိတာကဘုရားစကားကိုနာခံဖို့ရန်ဖြစ်တယ်ငယ်24မှာယူဒလူတွေရဲ့အမားကိုဖော်ပြထားတယ်သူတို့တွေဟာရှေ့ကိုမတိုးလာဘဲနဲ့နောက်ကိုဆုတ်သွားကြတယ်ဘာကြောင့်လဲဆိုတော့ဘုရားသခင်စကားကိုနားမထောင်ဘဲနဲ့ကိုယ့်ရဲ့စိုးညစ်တဲ့စိတ်နှလုံးလိုတိုင်းကိုလိုက်သွားကြလို့ဖြစ်တယ်ဝိညာဉ်ရေးရမှာရက်နေတယ်ဆိုတာမရှိဘူးဘုရားစကားကိုနားမထောင်ရင်ရှေ့မတိုးနိုင်ဘဲနဲ့နောက်ကိုပဲပြန်ဆုတ်သွားတတ်ပါတယ်ခန်းငယ်25နဲ့26မှာဘုရားသခင်ဟာရှေးကလေးကပရောဖက်တွေတပါးပြီးတပါးဆေလို့ပြီးတော့မှသတိပေးခဲ့ပေမဲ့သူတို့ဟာနားမထောင်ခဲ့ကြဘူးပို့ပြီးတော့တောင်ဆိုးလာကြတယ်ဘုရားသခင်ရဲ့တီးခန့်ခြင်းဂရုဏာတော်ကိုတစ်ဖက်မှာလည်းလူတွေရဲ့ခေါင်းမာမှုကဂရုမစိုက်ဖဲနဲ့လိလူရှုထားတယ်ဆိုတာကိုဖော်ပြတယ်ငယ်29မှာယေရမိကိုဘုရားသခင်ကကြိုပြောထားတယ်မင်းသူတို့ကိုပြောပေမဲ့သူတို့နားထောင်မှာမဟုတ်ဘူးမင်းခေါ်ပေမဲ့သူတို့ထူးမှာမဟုတ်ဘူးလို့ပြောပါတယ်ပရောဖက်တယောက်အတွက်တော့အရန်စိတ်ပျက်စရာကောင်းတယ်ဒါပေမဲ့ပရောဖက်ရဲ့တာဝန်ကိုဖော်ပြနေတာဖြစ်ပါတယ်ရလတ်တဲ့ဘုရားခိုင်းတဲ့အတိုင်းသစ္စာရှိရှိပြောဆိုလှုပ်ဆောင်မှုကပိုပြီးတော့မှအရေးကြီးပါတယ်နောက်ဆုံးငယ်28မှာသစ္စာတရားဟာပြည့်စည်ပြီးသူတို့နှုတ်ထဲကပြတ်ပြီးလို့ဆိုရတယ်ဒါကကြောက်စရာကောင်းဆုံးခြေအနေကိုဖော်ပြခြင်းဖြစ်တယ်လူတစ်ယောက်ရဲ့သက်တာလူမျိုးတစ်မျိုးရဲ့အတန်ဝိုင်းမှာအမှန်တရားကိုတန်ဖိုးမထားတော့ဘဲနဲ့ဘုရားသခင်ရဲ့အမှန်တရားကိုနားမခံကျင်တော့တဲ့အခါမှာအဲ့လူမျိုးဟာလမ်းပြောက်သွားပြီဆိုတဲ့သဘောဖြစ်ပါတယ်ကျွန်တော်ရဲ့ကိုးကွယ်မှုဟာအပေါ်ယံဘာသာရေးလှုပ်ဆောင်ချက်တွေမှာပဲရပ်နေသလား
ဖျားရဲ့စကားတော်ကိုလက်တွေ့နာခံလိုက်လျှောက်ခြင်းဖြစ်နေလားဆိုတာကိုပြန်လည်ဆင်ခြင်စဉ်းစားဖို့ရန်ဖြစ်ပါတယ်ဆုတောင်းကြပါစို့မြတ်တော်ရှင်သခင်ထာဝရမြတ်စွာသောဘုရားသခင်မနေ့ကင်းတဲ့အတွက်ကိုရော့ကိုကျေးဇူးတင်ပါတယ်မနေ့ကင်းမှရှင်သန်နှုတ်ထလာမယ့်သူတွေအားလုံးကောင်းကြီးပေးပါကျမ်းမာခြင်းညီသက်ခြင်းစိတ်နှလုံးလို့ပြည့်စုံရသောခွင့်များကိုပေးသနာတော်မူပါကိုရဲနာမတော်သည်လည်းကဘာဆက်ဆက်ဘုန်းကြီးတော်မူပါစေသောမနေ့တိုင်းကရုဏာတော်အသစ်ကိုခံရတဲ့သစ္စာတော်သည်ကြီးမြတ်ကြောင်းကိုဝန်ခံပါတယ်ကိုရရှင်မေတ္တာငတ်နေတဲ့သူတွေစိတ်တန်ရာရနေတဲ့သူတွေကိုရောစိတ်ပိုင်းဆိုင်ရာယောဂဝေဒနာဖြစ်နေတဲ့သူတွေတည်တည်ကိုရရှင်ကြည်ရှုကြပါညီသက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်လုံခြုံခြင်းစိတ်ကိုပေးသနာတော်မူပါညီသက်ခြင်းကိုပေးနိုင်တဲ့ဖရာဘက်ကိုပြန်လှည့်ပြီးမှဖရာပေးတဲ့ကောင်းကြီးမင်္ဂလာညီသက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းလုံခြုံခြင်းတွေကိုရယူခံစားနိုင်တဲ့လူမျိုးတည်တည်ဖြစ်စေပါမိကြောင်းလဲကောင်းကြီးချပြီးမာဇာသနာတော်မူပါမာပြည်ထဲမှာရှိတဲ့သင်းတော်တွေမှုဆောင်တွေအားလုံးကိုရရှင်ကောင်းကြီးပေးပါဖရာဘုန်းတော်ကိုထူးထင်ရှားစေတဲ့ဖရာနိုင်ငံတော်ကိုကျယ်ပြန့်စေတဲ့ဖျားညီသက်ခြင်းမျိုးစေ့ကိုကျဲပြန့်နိုင်တဲ့ကယ်တင်ခြင်းအဝိဂလိတရားကိုဝေငှနိုင်သူတွေတည်တည်ဖြစ်စေပါမည်ကြောင်းကောင်းကြီးချပေးမာဇာသနာတော်မူပါကဘာကြီးကိုလည်းကိုရရှင်ကောင်းကြီးပေးပါစစ်မဲ့ပေးတဲ့အမြန်ဆုံးငြိမ်းချမ်းစေတော်မူပါရောမတရားသဖြင့်ဖန်ဆီးချုံနှောင်ခံရတဲ့သူတွေမတရားသဖြင့်စုဆောင်ခံရတဲ့အားလုံးလည်းအမြန်ဆုံးလွတ်မြောက်စေပါမည်ကြောင်းမာဇာပါမတရားတဲ့ပြုမှုကျင့်ကြံတွေစီးမြင်စည်းကမ်းတွေလည်းအကုန်လုံးပယ်ပြောက်သွားစေတော်မူပါဘုရားသခင်ကိုယ်တော်တိုင်းစင်သက်ကြွလာပြီးတော့မှမာပြည်ကြီးကိုအုပ်ဆိုးလမ်းပြပို့ဆောင်မှာမကောင်းတဲ့ຢာတွေအားလုံးကိုရရှင်ပယ်ရှင်းလျက်ကောင်းတဲ့ຢာတွေဖြင့်စားထိုးတော်မူပါကလေးငယ်များနောင်လာနောက်သားတွေအတွက်ကောင်းမွန်ဆုံးနာဂတ်ကိုထားခဲ့နိုင်တဲ့နိုင်ငံကြီးဖြစ်စေဖို့ကောင်းကြီးချပေးမာဇာသနာတော်မူပါမည်ကြောင်းနဲ့မာပြည်ကြီးကိုချမ်းသာငြိမ်သက်လွတ်လပ်ခြင်းကိုပေးပါမည်ကြောင်းသခင်ယေရှုခရစ်တော်ဖျား၏နာမတော်မြတ်ကိုမြှုပ်ပြုလျက်ဆုတောင်းကြပါရယ်ဖဗျာအာမင်